မိန်းကလေးတစ်ယောက်ဟာဘတ်စကားစီးနေရင်မကောင်းမဲ့အတိတ်နမိတ်တစ်ခုကိုကြိုတင်မြင်ခဲ့ပါတယ်။သူမဟာချက်ချင်းထပြီးကားတကားကိုရိုက်ကကားပေါ်ကဆင်းဖို့ပြောဆိုခဲ့ပါတယ်။ကားဆရာကသူမကိုဘလို့ပဲဖြောင်းဖြပါစေမိန်းကလေးကတော့နားမထောင်ပဲဇွတ်စင်းမွတ်တာစူးစမ်းနေခဲ့ပါတယ်။သူတို့အချင်းချင်းညင်းခုန်နေတော့မှပဲကလေးလေးတစ်ယောက်ဟာလမ်းလေကောင်မှာရုတ်တရက်ပေါ်လာပါတယ်။ကလေးကိုမတိုက်မိအောင်ကားဆရာကကြွေချလိုက်တဲ့အခါကားဟာလမ်းဘေးကာရန်ထားတဲ့တန်နိုင်ဒီကိုတိုက်မိပြီး၆ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီညနေမှာပဲအဲ့ဒီမိန်းကလေးဟာ၆ထဲကနေအန်အောစရာနီးနဲ့ပြန်လဲတက်လာနိုင်ခဲ့ပါတယ်။သူမဟာထိတ်လန့်တုန်လှုပ်နေပေမဲ့အိမ်ကိုပဲပြန်လာခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါဆာလောင်နေတဲ့မိန်းကလေးဟာရေခဲတိတ်တာထဲကအစားအစာတွေကိုထုတ်စားနေခဲ့ပါတယ်။အတန်ကြားလို့ထွက်ကြည့်တဲ့မိန်းကလေးရဲ့အမေဟာသူမရဲ့သမီးအစားစားနေတာကိုမြင်လိုက်ရတဲ့အခါအယမ်းကိုအံ့အားသင့်သွားခဲ့ပါတယ်။တကယ်တော့ခရီးဆက်32ယောက်လုံးတေဆုံးခဲ့ရတဲ့အဲ့ဒီကြောက်စရာကောင်းတဲ့ဘက်စကားမတော်တဆမှုထွေးခဲ့တာ၄နှစ်တောင်ရှိခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီထဲမှာသူမရဲ့သမီးလီဆာလည်းပါဝင်ခဲ့ပါတယ်။လီဆာကတော့သူမကိုသူမတေဆုံးသွားပြီဆိုတာကိုမသိခဲ့ပါဘူး။သူမဟာအစားစားပြီးတဲ့နောက်ရေချိုးပြီးအိတ်ဖို့အပေါ်တက်ကိုတက်သွားခဲ့ပါတယ်။ဒါဟာသူမစိတ်ကြောင်ချုပ်ချားဖြစ်နေတာမဟုတ်ဘူးဆိုတာသိကြအောင်သူမအမေကလီဆာရဲ့အဖေစီကိုခုံးဆက်ခဲ့ပါတယ်။အစပိုင်းမှာတော့သူ့ဇနီးကသမီးဖြစ်သူကိုလွမ်းလွန်းလို့စိတ်ကူးရင်နေတယ်လို့ပဲသူထင်ခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ရေချိုးခန်းတကားကိုဖွင့်ကြည့်လိုက်တဲ့အခါသမီးဖြစ်သူကိုကိုယ်တိုင်မြင်လိုက်ရပါတော့တယ်။ဘာတွေဖြစ်နေသလဲဆိုတာကိုရှင်းမပြနိုင်ပေမဲ့သူတို့သမီးပြန်ရောက်လာတာကြောင့်မိဘနှစ်ပါးစလုံးအပြင်းထွက်ပြီးစိတ်ကိုထိမ့်ချုပ်ခဲ့ရပါတယ်။ဒါပေမဲ့လီဆာဟာမတော်တဆမှုမဖြစ်ခင်ကမှတ်ဉာဏ်တွေကိုပဲမှတ်မိနေခဲ့ပါတယ်။သူမအမေကတော့ပြဿနာတွေမဖြစ်အောင်သူမကိုအိမ်ထဲမှာပဲပုံနေခိုင်မှုဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီညမှာပဲထူးဆန်းတာတစ်ခုထပ်ဖြစ်သွားခဲ့ပါတယ်။လီဆာရဲ့အမအိမ်ပြန်ရောက်တဲ့အခါဘေးကန်းကနေတကားခောက်တန်တစ်ခုကြားလိုက်ရပါတယ်။သူတို့နှစ်ယောက်ကြားမှာပဲတည်တဲ့ထူးခြားတဲ့ဆက်သွယ်မှုပုံစံနဲ့တကားခောက်တန်ကြောင့်သူမဟာစိတ်ထင်နေတယ်လို့ပဲတွေးခဲ့ပါတယ်။ဒါပေမဲ့သူမကပြန်ခောက်ကြည့်လိုက်တဲ့အခါတစ်ဖက်ကနေတုံ့ပြန်မှုရှိလာခဲ့ပါတယ်။သူမတကားကိုဖွင့်ကြည့်လိုက်တဲ့အခါတေဆုံးသွားပြီဖြစ်တဲ့ညီမဖြစ်သူကိုအပြန်မှာမြင်လိုက်ရတာကြောင့်နှစ်ယောက်စလုံးထိတ်လန့်သွားကြပါတယ်။လီဆာကတော့သူမအိမ်ကနေထွက်သွားတာနိုင်ပိုင်းလောက်ပဲရှိသေးတယ်လို့ထင်နေပေမဲ့အမဖြစ်သူလူကြီးတစ်ယောက်ဖြစ်နေမှုမို့အံ့ဩနေခဲ့ပါတယ်။မိဘတွေကတော့သူတို့နှစ်ယောက်ကိုဖတ်ထားပြီးနှင်းသိမ့်ပေးနေခဲ့ရပါတယ်။ဒီလိုမျိုးပဲမြို့ရဲ့တခြားတစ်ဖက်မှာလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားနေပါတယ်။လူကြီးတစ်ယောက်ကသူ့ရဲ့ရီးစားကိုရှာဖို့ဘားတစ်ခုကိုရောက်ပါတယ်။ဘားကအရက်ဆက်ပေးသူကထိုမိန်းကလေးအလောက်ထွက်သွားတာကြာပြီးဖြစ်ကြောင်းပြောပြီးလိပ်စာတစ်ခုပေးလိုက်ပါတယ်။ထိုအိမ်မှာတော့ဒေလာဟာလွန်ခဲ့တဲ့နှစ်20လောက်ကမင်္ဂလာဆောင်နေ့မှာတေဆုံးသွားခဲ့တဲ့သူမရဲ့ချစ်သူအကြောင်းကိုတွေးပြီးမှန်ရှိမှရက်နေခဲ့ပါတယ်။ရုတ်တရက်သူမဟာမှန်ထဲမှာဆိုင်မွန်ရဲ့အရေးကိုမြင်လိုက်ရပါတယ်။သူမဟာစိတ်ကြောင်ချောက်ချားထစ်နေတယ်လို့ပဲထင်နေတော့မှတကိုင်းခောက်တန်ကြားလိုက်ရပါတယ်။ဆိုင်မွန်ရဲ့အတန်ကိုကြားတဲ့အခါဒေလာဟာသူမစိတ်ကြောင်ချောက်ချားဖြစ်နေတယ်လို့ပဲထင်ပြီးတကားကိုအော်ဟစ်ပြီးရိုက်နှက်နေခဲ့ပါတယ်။ဆိုင်မွန်ဟာသူမရဲ့အော်တန်ကိုကြားတဲ့အခါတစ်ခုခုကိုသတိပြုသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဆိုင်မွန်ဟာသူထားရင်ရှိတဲ့ကိုပိုင်ကပီမာကိုတွေးလိုက်တဲ့အခါသူတည်ဆုံးသွားခဲ့တာ10လရှိသွားပြီဆိုတာကိုသိသွားခဲ့ပါတော့တယ်